မေကွန်းတစ်ပြက်ဝိပြက်တာညီအကိုဟာဘာကိုစားမိလို့ခွန်အားတွေအစမတန်ကြီးမားလာတာလဲဇော်ကြီးအသားမေကွန်းနှစ်ပြက်တာဟာအိုဘားမှာဘသူနဲ့အိမ်တော်ကြပြီးသားနှစ်ယောက်ထုံးကားခဲ့တာလဲမေဝနမေကွန်းသုံးပြက်တာရဲ့သားနှစ်ယောက်အမိကပါလဲရွှေဖင်းကြီးနဲ့ရွှေဖင်းငယ်မေကွန်းလေးအကြီးကြီးတွေကိုအပြတ်တန်နေနေခဲ့တဲ့ဘရင်ကဘသူလဲအနော်ယထာမင်းမေကွန်းကအနော်ယထာမင်းဟာဘယ်ဆရာတော်ရဲ့အစွန်းအမနဲ့ထရောက်ဘာသာဗုဒ္ဓဘာသာကိုပကံမှာစတင်ထူထောင်ခဲ့တာလဲရှင်အာရဟံမေကွန်း6မနာလူသူတွေကြောင့်နန်းတော်ကနေနှင်ထုတ်ခံခဲ့ရတဲ့မိဖုရားကဘသူလဲစောမော်လှမေကွန်း9အကြီးကြီးတွေဟာဘယ်လိုအယောင်ရှိတဲ့သင်္ကန်းကိုဝတ်ဆင်ကြသလဲအမဲရောင်မေကွန်း8အနော်ယထာမင်းကြီးကိုဘယ်တတဝါကရံမှုလို့နိုင်ရဆန်ခဲ့ရတာလဲကျွဲရိုင်းမေကွန်း9မြားစီဒီကြောက်စာကိုဘယ်သူရေးထိုးခဲ့တာလဲရာဇကုမာမေကွန်း10တကန်ခေတ်မှာကျောင်းသားတွေစာတင်တဲ့အခါဘာကိုအသုံးပြုပြီးရေးသားကြသလဲပေရွက်မေကွန်း17အကြီးကြီးတွေဟာပြည်သူတွေကိုတောင်းဆိုလေးရှိတဲ့အလွန်ဆိုးရွားတဲ့ဓလေ့တစ်ခုကပါလဲပန်းဦးလွတ်ချင်းမေကွန်း12ပြတ်တာဟာပကံမှာအနော်ယထာမင်းကြီးအတွက်ဘာတာဝန်ကိုထမ်းဆောင်ရတယ်လဲပန်းဆက်သူရဲကောင်း